ထားဝယ်မြို့ရဲ့ကြီးကျယ်ခမ်းနားတဲ့အထင်ကရနေရာတွေဆိုရင်ဖျက်ဖူးတော့ဖို့လောက်ပဲတည်ကြတာမြင်ရပါတယ်။ဒါပေမဲ့အဲ့နောက်ကွယ်မှာယုံကြည်မှုစူပေါင်းညီညွတ်မှုနဲ့တကယ်ကိုအံ့ဩစရာကောင်းတဲ့ဇလန်းတွေရှိနေပါတယ်။ဒီနေ့မှာတော့1994ခုနှစ်ကရေးသားခဲ့တဲ့မှတ်တမ်းတစ်ခုကိုအခြေခံပြီးအဲ့ဒီသမိုင်းပုံရိပ်တွေကိုအတူတူလေ့လာကြည့်ကြပါမယ်။ဆိုတော့ဒီဇလန်းတွေအားလုံးကိုကျွန်တော်တို့ခုလို့တီးခွင့်ရတာကဘယ်လိုကြောင့်လဲဆိုတော့ထားဝယ်မြို့သားကျောင်းဆရာကြီးတဦးထိတဲ့ရွှေဝေအေးကျောင်းပါပဲ။သူဟာနှစ်ပေါင်း60ကျော်ကြာသူ့ရဲ့ဘဝတစ်လျှောက်လုံးကိုဒီလိုတမိုင်းအမွေအနှစ်တွေမပြောပြတ်သွားအောင်စူဆောင်းမှတ်တမ်းတင်ဖို့မြှုပ်နှံခဲ့တဲ့တို့ပါသူ့ရဲ့ကလောင်နာမည်ကရွှေဝဲအေးပေါ့နာမည်ရင်းကတော့ဦးဘအေးပါ1993ခုနှစ်မှာမွေးဖွားခဲ့တဲ့ဒီကျောင်းဆရာကြီးဟာကိုတီတာရဲ့တမိုင်းကိုစာသင်ခန်းထဲမှာပဲမဟုတ်ပဲစာမျက်နှာတွေပေါ်မှာပါအသက်ဝင်လောင်အောင်ဖန်တီးခဲ့သူပါသူ့ရဲ့စေနာနဲ့စူးစမ်းမှုတွေကြောင့်ပဲဒီနေ့ကျွန်တော်တို့ဒီလိုအံ့ဩစရာဇာတ်လမ်းတွေကိုပြန်လည်ပြောပြခွင့်ရတာဖြစ်ပါတယ်ကဲပထမဆုံးဇာတ်လမ်းကိုစလိုက်ကြရအောင်ဒါကတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အိမ်မတစ်ခုအကြောင်းပေါ့မျိုးငယ်လေးတစ်မျိုးရဲ့ပြင်းပြတဲ့ဆန္ဒနဲ့ရှင်ဘင်းတစ်ပါးရဲ့ရရောမှုတို့ပေါင်းစပ်လိုက်တဲ့အခါခန္ဓာကြီးကျတဲ့ရုပ်ပွားတော်တစုနေပြည်တော်ကနေထားဝယ်မြို့ကိုဘယ်လိုများရောက်လာခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်ဒီဇလန်းကလေလူတအောင်ရဲ့ဆန္ဒကနေစားတာမဟုတ်ဘူးလူထုတရက်လုံးရဲ့စူပေါင်းအိမ်မတစ်ခုကနေစားတင်ခဲ့တာပါဒီအိမ်မကိုမန္တလေးထစ်လာပေါ်အတွက်မျိုးရဲ့မျက်နှာပုံလူကြီး9ဦးဟာကိုစားလက်ဖွဲ့အနေနဲ့နေပြည်တော်မန္တလေးကိုခီးနေပြီးမင်းတို့မင်းတရားကြီးစီမှာတွားရောက်လျှောက်ထားခဲ့ကြပါတယ်ရုပ်ပွားတော်တစုတွန်းလို့တဲ့ဆိုတာကတာမန်အလုပ်တစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးဘယံကိုယ်တိုင်ကနေအမိန့်ထုတ်ပြန်တာနက်ခတ်ပရင်အရာအချိန်အခါကိုအတိအကျရွေးချယ်တာပုံနာရီနဲ့တန်ဃာတော်တွေရွတ်ဖတ်ပူဇော်တာနောက်ဆုံးအမြုပ်တုံးချက်ပဲဖောက်ပြီးအခမ်းအနားကိုဂုံပြူတာအထိအစင်တိုင်းဟာတော်ဝန်စီမံကိန်းကြီးတစ်ခုရဲ့ခမ်းနားမှုကိုအပြည့်အဝဖော်ပြနေပါတယ်ထားဝဲမြို့ကိုမရောက်ရှိသေးခင်မှာကိုပဲဒီရုပ်ပွားတော်ရဲ့ဂုံတရက်ကိုမြင်တင်ပေးခဲ့ပါတယ်ဘယင်ကိုယ်တိုင်ကမဟာလောကမာရာဇင်ဆိုတဲ့ပွဲတော်ကိုတရားဝင်ပေးရခဲ့တာဟာဒါဟာတာမန်ရုပ်ပွားတော်တဆူမဟုတ်ပဲတော်ဝင်တိမတ်ဖြူထားတဲ့အထူးအမြတ်ဖြစ်ကြောင်းပြသလိုက်တာပါပဲဒီရုပ်ပွားတော်ရဲ့ခီးစင်ကိုမြင်အောင်ကြည့်လိုက်ပါအေရာဝတီမိကျောင်းအတိုင်းစုံစင်းနေပြီးတော့ပင်လယ်ကိုဖျက်ပြီးတလကြာခီးနေခဲ့ရတာပါဒါဟာအဲ့ဒီခေတ်ကအင်ဂျင်နီယာပိုင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးမှာတကယ့်ကိုအမခစွမ်းဆောင်မှုတစ်ခုပါပဲပြီးတော့လေရနာခဲ့တဲ့မြို့ရွာတိုင်းမှာလူတို့ကဘလောက်တောင်ယူတဲ့လေးစားစွာနဲ့ကြိုးစိုးပူဇော်ခဲ့ကြတယ်လဲဆိုတာကိုဒီခီးစဉ်ကတက်တည်ပြနေပါတယ်ကဲအခုဖေးရင်နေစစ်တင်ဘော်ရဲ့ကဘာကနေလူဟွတ်စမ်းကျဲတဲ့ပြားလေးတော်ရဲ့နယ်ပယ်တွေကိုကူပြောင်းကြည့်ကြတာအောင်ဒုတိယဇလန်းကတော့ကြီးညိုဖွဲရဆရာတော်တပါကလေးတွေရဲ့တန်းချက်ကနေထွက်ပေါ်လာတဲ့ပဟေလီဆန်းတဲ့စကလုံးတွေနဲ့အလွန်ကြီးမားတဲ့လျောင်းတော်မူရုပ်ပွားတော်ကြီးတဆူဘယ်လိုအသက်ဝင်လာခဲ့တယ်လဲဆိုတဲ့အကြောင်းပါပဲဒီလောကတရဘူးရုပ်ပွားတော်ကြီးရဲ့ဇာမစ်ကဒါမှမဟုတ်ပါဘူးစဉ်းစားကြည့်ပါကလေးတွေအပျော်သဘောနဲ့တီဆိုကစားနေတဲ့တန်ချက်တစ်ခုကနေနောက်အနှစ်100မှာတည်ထားမဲ့အေယာမှာရုပ်ပွားတော်ကြီးအကြောင်းကိုကြိုတင်ဟောကင်းထုံးနိုင်ပါလားမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဒီဇလန်ကတော့တကယ်ဖြစ်ခဲ့တာပါဒီအားလုံးရဲ့အစကဘေးလာတယ်ဆိုတော့ပညာရှိဆရာတော်ကြီးဦးနဝန္တာရဲ့ကျောင်းအနီးမှာကလေးငယ်တွေတီဆိုကစားနေရင်ကနေအမမထင်ထွက်ပေါ်လာခဲ့တဲ့ဒီထူးဆန်းတဲ့တန်ချက်လေးကနေပါပဲတခြားသူတွေတော့ဒါဟာကလေးကစားစကားဖြစ်ပေမဲ့ဆရာတော်ကြီးကတော့ဒီစကားလုံးတွေရဲ့နောက်ွယ်ကနည်းနည်းတဲ့အသေးပေကိုကြားနိုင်ခဲ့ပါတယ်ဆရာတော်ကဒီတန်ချက်ကိုကြားချင်းမြန်ဒါဟာသူ့ရဲ့ကံကြမ္မာနဲ့ဆက်နေတယ်ဆိုတာကိုတီးခဲ့တယ်သူကဒီလိုမိန့်ကြားခဲ့တယ်ငါကိုမွေးဖွားတဲ့တက္ကရာ73ကနေနှစ်တရာတီပြည့်တဲ့နေ့မှာစပါတောင်ချေရင်မှာလူအများအံ့ဩတတိနဲ့ကြီးရမယ်အဖြစ်ဖြစ်ကြီးတကူပေါ်ပေါက်လာလိမ့်မယ်တဲ့အံ့ဩစရာကောင်းတာကအဲ့ဒီဗျာဒိတော်ရဲ့ပထမတစ်ပိုင်းကတကယ်ဖြစ်လာခဲ့ပါတယ်ဒီဆောက်ရည်လုပ်ငန်းတွေအနှဲငယ်ကြံကြာမှုကြောင့်အိုမေချတဲ့အခမ်းအနားဟာဆရာတော်မွေးဖွားပြီးနှစ်တရာတိပြည့်တဲ့ထတရာကစစ်တူးခုနဲ့တိုက်ဆိုင်ဖြစ်သွားခဲ့တယ်ဒါဟာကံကြမ္မာလားတိုက်ဆိုင်မှုလားဆိုတာစဉ်းစားစရာပါပဲဒါပေမဲ့လေပို့ပြီးတော့အံ့ဩဖို့ကောင်းတာကဒုတိယပိုင်းမှာပဲရုပ်ပွားတော်ရဲ့မျက်နှာတော်ကိုအင်္ဂလိပ်ကိုင်းတဲ့အခါအခွဲကြောင်းတွေပဲထက်ခါဖြစ်နေပြီးဘယ်လို့မှအဖြေရှာမရခဲ့ပါဘူးနောက်ဆုံးမှာတော့ပြားတွေတော်ထဲကအတိုင်းတန်ကြောက်စိတ်လို့ခေါ်တဲ့ကြောက်ဖြူအမွန့်တွေကိုရောဆက်လိုက်မှာပဲအဆင်ပြေသွားခဲ့တယ်ခလေးတွေရဲ့တန်ချက်ထဲကစကလုံးတွေကတကယ်လက်တွေ့ပြဿနာရဲ့ဖြေဖြစ်နေခဲ့တာပါဒီဆရာခွက်ထက်ကခဏနဲ့ကိုကြည်လိုက်အောင်နဲ့ဒီရုပ်ပွားတော်ကြီးဘယ်လောက်တောင်ကြီးမားတယ်လဲဆိုတာကိုမြင်အောင်ကြည့်လို့ရပါတယ်မျက်နှာတော်အလျာချီပဲလက်စနဲ့တောင်ရှိတယ်ဆိုတာလူတရက်ထက်တောင်ပိုးရှင်းနေပါတယ်တချင်ကကဘာကြီးဆောင်လျောင်းတော်မူရုပ်ပွားတော်အဖြစ်သတ်မှတ်ခံထည့်ရတယ်ဆိုတာအံ့ဩစရာမရှိပါဘူးဒီလိုကြီးကျယ်ခမ်းနားတဲ့အဆောက်အုံတွေကိုတိစောက်နိုင်ခဲ့တဲ့ထားဝယ်မြို့သူမြို့သားတဲ့စူပေါင်းညီညွတ်တဲ့စိတ်ဓာတ်မျိုးကတော့တမိုင်းထဲမှာပဲကြံနေပြီလားမဟုတ်ပါဘူး
အဲ့ဒီစိတ်ဓာတ်ကမျက်မှောက်ခေတ်မှာဘလို့ပုံစံနဲ့ဆက်လက်ရှင်သန်နေတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင် တာရကတစ်ခုကတော့1982ခုနှစ်မှာတိစောက်ခဲ့တဲ့ခမော့ကင်းတာပါပဲဟုတ်တယ်ဒါကဘာသာရေးအဆောင်တော့မဟုတ်ဘူးဒါပေမဲ့လူလူရဲ့အကျိုးအတွက်စူပေါင်းအင်အားနဲ့အကောင့်တွေပေါ်ခဲ့တဲ့ဆိုတဲ့အချက်မှာတော့အရင်ကရုပ်ပွားလိုကြီးတွေတည်ထားခဲ့တဲ့စိတ်ဓာတ်နဲ့ထပ်တူကြနေပါတယ် ဒီတနာကအရှေပေထောင်းတောင်ရှိတဲ့အဲ့ခေတ်ကဒေတာအတွင်းမှာအကြီးဆုံးဖြစ်လာဖို့ရည်မှန်းချက်နဲ့ဆောက်ခဲ့တာပါအရေးကြီးဆုံးချက်ကပါလဲဆိုတော့ဒါကိုနိုင်ငံခြားအကူအညီမပါဘဲမြန်မာအင်ဂျင်နီယာတွေကပဲဒေတာထွက်ပစ္စည်းတွေကိုတုံးပြီးတိစောက်ခဲ့တာဖြစ်လို့ဒါဟာအမျိုးသားရေးဂုဏ်ယူစရာစီမံကိန်းတစ်ခုလည်းဖြစ်ခဲ့ပါတယ် ဆိုတော့ပညာရဲ့လက်ဆောင်တော်ကနေစပြီးစမ်းကြယ်တွေဗျာရီတော်တွေပြီးတော့ kit me engineer ပညာတွေအထိပေါ့ဒီအထင်ကရနေရာတွေအားလုံးကကြောက်တုံးတဲ့တံမဏိတွေတသက်မဟုတ်ပါဘူးဒါတွေဟာမျိုးဆက်အဆက်ဆက်ကထာဝရမျိုးသူမျိုးသားတွေရဲ့ယုံကြည်မှုဇွဲလုံလာတဲ့ကြီးမားတဲ့ရည်မှန်းချက်တွေကိုပြောပြနေတဲ့တက်ရှိတမိုင်းမတန်းနေပါပဲ ဒီဇလန်တွေကကျွန်တော်တို့ကိုပြန်ပြီးတော့အမီးခွန်းထုတ်စေပါတယ်အတိုက်ကလူတွေကသူတို့ရဲ့အမွေနဲ့တွေကိုဒီလိုခံနာတဲ့ပုံစံတွေနဲ့ခြံထားခဲ့ကြတယ်ဒါဆိုရင်မျက်မှောက်ခေတ်မှာရောအနာဂတ်မျိုးဆက်တွေအတွက်ဘယ်လိုအမွေနဲ့တွေကိုတိစောက်နေကြပါသလဲ